နာမည်ကတော့လော်ရမ်လော်မှာကျွန်တော် CNF မှာဟိုအဓိပတိကောင်စီအနေနဲ့ဝင်ကြလာခဲ့တယ်ဗဟိုကော်မတီဖွဲ့ဝင်ဖြစ်တယ်လက်ရှိ CNF မှာတော့ကျွန်တော်ဗဟိုတရားရုံးတရားသူကြီးမှာတာဝန်ထမ်းဆောင်ပါတယ်ဒီမြန်မာနိုင်ငံရဲ့ငင်းချမ်းရေးဖြစ်စဉ်နဲ့ကျွန်တော်ရဲ့ဒီနိုင်ငံရေးပြုတ်ပြင်ပြောင်းလဲရေးလောက်တဲ့ခါမှာပေါ့နော်ဟုတ်ကဲ့အိန္ဒိယနိုင်ငံရဲ့အောက်ချုပ်ပုံစနစ်ကိုအများအားကျွန်တော်လေ့လာနေရတယ်အစိုးရဘက်ကရောတိုင်းသားလည်းနဲ့ခံဖွဲ့ဘက်ကရောအများအားလေ့လာနေရတယ်လို့ကြားသိရတာပေါ့လေဟုတ်ကဲ့ဒီအိန္ဒိယအစိုးရရဲ့ဖွဲ့စည်းပုံနဲ့သူတို့တကယ် Federal နိုင်ငံဟောက်တလားပြီးမလို့ပုံစံနဲ့အောက်ချုပ်ကလေးဆိုတဲ့ဥစ္စာလေးပြုတ်ပေးလို့ရဟုတ်ကဲ့ရပါတယ်အိန္ဒိယနိုင်ငံကိုအမြဲတမ်းလိလာနေတယ်ဆိုတာကတော့အိန္ဒိယနဲ့ဗမာပြည်ရဲ့နောက်ခံတမိုင်းကြောင်းကတော်တော်လေးကိုတူပါတယ်ပြီးတော့မတူကွဲပြားမှုရှိရတယ်တော်တော်လေးတူတယ်ဗြိတိရှကိုလိုနီခေတ်တုန်းကလည်းအိန္ဒိယနဲ့ဗမာပြည်ဟာနိုင်ငံတစ်ခုအနေနဲ့ရည်တည်လာခဲ့တယ်နောက်မှပဲပြန်လည်ပြီးမှတွဲရေးခွဲရေးနဲ့ခွဲပြီးမှတီးခြားစီလွတ်လပ်လေးယူလာခဲ့တာလည်းဖြစ်တယ်ပြီးတော့အမျိုးသားလှုပ်ရှားမှုမှာလည်းဒီအဲ့ဒီဘူချိုအောင်ဆန်းတို့ဦးနုတို့ခေတ်တုန်းကလည်းသူတို့ပုံစံပါပဲအိန္ဒိယမှာလည်းနေရူတို့မဟာတမဂန္ဒီတို့လှုပ်ရှားလာခဲ့တယ်အဲ့တော့ဗြိတိရှနိုင်ငံအားလက်အောက်ခံကနေပြီးမှကိုလိုနီဘိုးကနေလွတ်လပ်ရေးယူဖို့ကြိုးစားတော့ကလည်းသူတို့ဟာအတော်လေးကိုပူးပေါင်းလှုပ်ရှားမှုတွေအများကြီးရှိခဲ့တာတွေ့ရတယ်အဲ့ဒါကြောင့်ဗမာပြည်အနေနဲ့အိန္ဒိယရဲ့ဖွဲ့စည်းပုံတွေပါလိလာတာကတော့ကျွန်တော်မြင်မှာတော့တဘာဝကြပါတယ်လို့မြင်ပါတယ်နီးစပ်မှုလည်းအများကြီးရှိပါတယ်ပြီးတော့နောက်တစ်ခုကအိန္ဒိယအုပ်ချုပ်ပုံဆိုတာကတော့အိန္ဒိယကတော့ကျွန်တော်အမြင်မှာတော့သူ့ရဲ့နိုင်ငံရေးအစိုးရတည်ဆောက်ပုံတွေလွှတ်တော်တည်ဆောက်ပုံတွေကြည့်မယ်ဆိုရင်တော့ပါလီမန်ဒီမိုကရေစီလို့ကျွန်တော်တော့မြင်ပါတယ်ဥနုခေတ်တုန်းကလည်းပါလီမန်ဒီမိုကရေစီပုံစံနဲ့လုပ်ခဲ့တယ်အိန္ဒိယကလည်းအဲ့ဒီပုံစံပါပဲပြီးတော့အိန္ဒိယရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းအချုပ်အခြာအာဏာဟာပါလီမန်မှာရှိရဆိုပြီးမှပြဋ္ဌာန်းထားတာတွေတွေ့ရတဲ့အတွက်ကြောင့်ပါလီမန်ဒီမိုကရေစီဖြစ်တယ်လို့တော့ကျွန်တော်ကတော့ရဲပြောရဲပါတယ်ပြီးတော့ Federal ပုံစံအနေနဲ့ပြောတာတွေကတော့ရှိပါတယ်ဘယ်အချက်ကိုထောက်ပြီး Federal လို့သူတို့ပြောတယ်လဲဆိုတာလည်းကျွန်တော်သိချင်ပါတယ်ဘာကိုထောက်ပြီးမှပြောကြပါတယ်လဲဆိုတာပေါ့နော်ဒီကျွန်တော်ရဲ့ဟိုမီဇိုရမ်ပေါ့နော်ဟုတ်ကဲ့ဒီမီဇိုရမ်ကဒီ independent ယူပြီးတော့လဲငါဖွေ MNF ဖွေပေါ့နော်ဟုတ်ကဲ့သူတို့ကအိန္ဒိယနဲ့ဆွေးနွေးတဲ့ပုံစံသူတို့ရဲ့ inner line ပါမိကစားပေါ့နော်သူတို့ရဲ့တောင်းဆိုနေတဲ့ဟာဒီကတော့အတူယူစရာတာဖြစ်တယ်လို့လေ့လာကြတာပေါ့ဟုတ်ကဲ့ဆိုတော့မီဇိုရမ်ရဲ့သူတို့တောင်းဆိုတဲ့ပုံစံနဲ့သူတို့ရဲ့ဖြစ်လောက်နေတဲ့ပုံစံနဲ့မြန်မာနိုင်ငံကစနေမှာဘေးဖြစ်မြန်မာနိုင်ငံမှာလောက်လို့ရသလားပေါ့နော်ဟုတ်ကဲ့ဒီပုံစံလေးနည်းပြုတ်ပြလို့ရလို့ရတယ်ဆိုတာကလို့ရပါတယ်ဒါပေမဲ့အိန္ဒိယကိုကျွန်တော်တို့တေချာပြန်လေ့လာပြီးမှကျွန်တော်တို့လှုပ်ချင်မလားဆိုတာပြန်စဉ်းစားဖို့လိုပါတယ်အိန္ဒိယဟာ40ခွန်ကနေပြီးမှဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးခဲ့တယ်50ခုနှစ်မှာစတင်ကျင့်သုံးခဲ့တယ်အဲ့တော့1950ခုနှစ်မှာနေရူကနေပြီးမှဒီ North East မှာရှိရဲ့အဲ့ဒီ Tribal Chief လို့ခေါ်မှာပေါ့နော်စော်ဘောအငယ်လေးတွေကိုသူတို့ဟာအိန္ဒိယရဲ့ Constitution အောက်မှာပါဝင်ပါဆိုပြီးမှသူတို့ကဖိတ်ခဲ့တယ်အဲ့တော့1950မှာဒီအတော်များသော Tribal Chief တွေမျိုးနွယ်စုခေါင်းဆောင်လေးတွေကနေရူနဲ့လက်မှတ်ထိုးပြီးမှအိန္ဒိယရဲ့ Constitution ထဲမှာဝင်လာခဲ့တာဖြစ်တယ်အဲ့တော့အခြေအနေနဲ့အနေထားကိုကြည့်မယ်ဆိုရင်အိန္ဒိယဟာ Constitution ရေးဆွဲပြီးသူ့ Constitution အောက်မှာဖိတ်ခေါ်ပြီးမှတွားပြီးမှဝင်ရောက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နားလည်တဲ့ Federal ကတော့ဟုတ်လားတခါတည်းပြည်နယ်တွေပေါင်းပြီးမှပြည်ထောင်စုကိုဖန်တီးပြီးမှ Constitution တွေကိုစရေးတာဖြစ်တယ်အိန္ဒိယတော့ရေးပြီးမှသူကဖိတ်ခေါ်တာဖြစ်တယ်အဲ့ဒီနေရာမှာနည်းနည်းလေးဗမာပြည်နေတော့မတူပါဘူးဗမာပြည်တော့ပင်လုံမှာဟာလာဘိုချိုအောင်ဆန်းကဥဆောင်ပြီးမှပြည်ထောင်စုမြန်မာနိုင်ငံဖန်တီးဖို့အတွက်သူကတိုင်းသားကောင်းဆောင်တို့ဖိတ်ခေါ်တယ်ဟာလာအဲ့ဒါနဲ့ပင်လုံစာချုပ်နဲ့ပြည်ထောင်စုမြန်မာနိုင်ငံပေါ်လာခဲ့တယ်အဲ့တော့အဲ့ဒီနေရာမှာအိန္ဒိယနဲ့ဗမာပြည်နဲ့ကအနေထားမတူဘူးလို့ပြောလို့ရပါတယ်ကျွန်တော်မြင်မှာတော့ပင်လုံရဲ့သဘောတဘာဝဟာ come together ပုံစံဖြစ်တယ်လို့ကျွန်တော်မြင်တယ်အိန္ဒိယတော့မဟုတ်ပါဘူးဖိတ်ခေါ်ပြီးမှဝင်လာခဲ့တာဖြစ်ပါတယ်ပြီးတော့ inner line permit တို့ဘာလို့ကတော့
အမှန်တိုင်းပြောမယ်ဆို inner line permit ဟာ Chin Hill regulation ကနေပြီးမှနောက်ဆက်ပွားလာတဲ့ဥပဒေဖြစ်တယ်အဲ့ဒါကကြာပါပြီကိုလိုနီခေတ်ကလေးကပေါ့နော်ဗြိတိရှလှုပ်ထားတာဖြစ်ပါတယ်အဲ့တော့အိန္ဒိယဟာ Federal နိုင်ငံနဲ့တည်ထောင်ပြီးမှမီဇိုရမ်ကို inner line permit အခွင့်အရေးတွေမီဇိုရမ်ကတောင်းလို့အိန္ဒိယပေးလို့ဒါမှမဟုတ်နှစ်ဦးသဘောတူဟလာလှုပ်တာဆိုတာမဟုတ်ပါဘူးဗြိတိရှပေးလို့ရတဲ့ဟာပါအဲ့တော့ဒီ inner line permit တို့ဆိုတာကတော့ကိုလိုနီအုပ်ချုပ်ရေးစနစ်အောက်ကဖြစ်ပါတယ် Federal ပုံစံတော့မဟုတ်ပါဘူး Federal အရာဖြစ်ပေါ်လာတာမဟုတ်ပါဘူးဟုတ်ကဲ့ဆိုတော့အိန္ဒိယကတော့တကယ် Federal စီမံမဟုတ်ဘူး Federal နိုင်ငံမဟုတ်ဘူးလို့ဆိုလို့ရမှာအဲ့ဒီကိစ္စကတော့တော်တော်လေးကိုအပြောများတယ်အဲ့တော့အိန္ဒိယကိုကျွန်တော်ကတော့အဲ့လိုအတလွတ်ကြီး Federal ဟုတ်တယ်မဟုတ်ဘူးလို့ပြောတာကတော့မကောင်းကျွန်တော်တခုတင်ပြချင်တာကသူတို့ကဘယ်လိုပြောတယ်လဲဆိုတာကျွန်တော်အရင်တင်ပြချင်ပါတယ်အိန္ဒိယဟာဘယ်တော့မှသူ့ကိုယ်သူ Federal နိုင်ငံပါလို့မပြောဘူးเนาะကျွန်တော်တို့ seminar workshop တွေခဏခဏလုပ်တယ်အိန္ဒိယပညာရှင်တွေခဏခဏဖိတ်ခေါ်တယ်ပါဝင်တယ်ပြီးတော့ကျွန်တော်တို့ဖော်ကန်ဖက်တွေနိုင်ငံရေးသိပ္ပံပညာရှင်တွေကျွန်တော်မိတ်ဆွေတွေလည်းရှိပါတယ်ဘယ်သူမှအိန္ဒိယကို Federal လို့မပြောဘူး Unitary Government လို့ပဲပြောကြပါတယ်ပြီးတော့အိန္ဒိယဟာအံ့ဩစရာကောင်းတာသူ့ရဲ့ constitution ကိုကြည့်မယ်ဆိုရင်သူ့ရဲ့ constitution ကိုဥဆောင်ပြီးမှရေးဆွဲတဲ့လူကတော့ဒေါက်တာအမ်ဘက်ကါပေါ့နော်ဒေါက်တာအမ်ဘက်ကါဥဆောင်ပြီးမှသူတို့ရေးကြတယ်အမ်ဘက်ကါရဲ့လူတွေဘလောက်တော်တယ်လဲဆိုတာကျွန်တော်ရဲ့မိတ်ဆွေတွေပညာရှင်တွေပြောပုံအရဆိုရင်တော့ကပ္ပအရှိအဖျားဆုံးကနေပြီးမှအနောက်ဆုံးသောနိုင်ငံအထိ constitution အားလုံးကိုကြည်ညက်စွာလေ့လာပြီးမှအိန္ဒိယ constitution ကိုရေးဆွဲကြတယ်လို့သူတို့တင်စားပြောကြပါတယ်အမ်ဘက်ကာတို့ဖွဲ့ဘူးเนาะတော်တော်လေးကိုသူတို့အိန္ဒိယနိုင်ငံသားတွေကဂုဏ်ယူကြပါတယ်ပညာသည်တွေများတယ်အဲ့တော့အိန္ဒိယဟာဘာကိုအခြေခံပြီးမှသူ့ဖွဲ့စည်းပုံကိုရေးတယ်လဲဆိုရင်သူ့ရဲ့တမိုင်းနောက်ခံသူ့ရဲ့ပထဝီအနေအထားနဲ့ပြည်သူလူထုရဲ့စံတာအဲ့ဒါကိုအခြေခံပြီးမှနိုင်ငံတကာမှာရှိတဲ့ constitution ကကောင်းသောရာရာလေးတွေအိန္ဒိယနဲ့ကိုက်ညီအောင်ပြုပြင်ဖန်တီးပြီးမှသူတို့ရေးထားတာဖြစ်တယ်အဲ့တော့ India Constitution ဟာဘယ်လိုပုံစံ Constitution လဲလို့ကျွန်တော်မေးဘူးတယ်အဲ့တော့ပညာရှင်တွေကဘယ်လိုပြောတယ်လဲဆို India Constitution ဟာ India Constitution ပါပဲတဲ့ဟာလားဘယ်လိုပုံစံလဲဆိုရင်တော့ India ပုံစံပါပဲတဲ့သူတို့ own style နဲ့ရေးတယ်လို့သူတို့တော့ပြောပါတယ်เนาะ Federal လည်းမပြောဘူးဟာလားဘာမှလည်းမပြော India Constitution ပဲဖြစ်တယ် India ပုံစံ India style ပဲဖြစ်တယ်အဲ့ဒါသူတို့တော်တော်လေးကိုဂုဏ်ယူပြီးမှအဲ့လိုပြောကြတယ်နောက်တစ်ခုက India Constitution ပေါ်ပေါက်လာတာကတဲ့အချိန်ကစပြီးမှเนาะဒီနေ့အထိလူတွေက Federal မစစ်ဘူးလို့ဝေဖန်တာတော့သူတို့တော်တော်လေးကိုကတိကောက်ဖြစ်ပါတယ်เนาะ India ဟာ India Constitution ပဲဟလာ Federal စစ်မစစ်လာပြီးမှတိုင်းပြီးမှပြောတာကတော့မလုပ်ကြပါနဲ့တဲ့ India ဟာ India ပါပဲတဲ့ Federal ဖြစ်အောင်လည်းရေးတာမဟုတ်ပါဘူးတဲ့မဖြစ်အောင်ရေးတာလည်းမဟုတ်ပါဘူးတဲ့ India Constitution ဖြစ်အောင်ပဲရေးပါတယ်တဲ့အဲ့တော့သူတို့ကိုယ်တိုင်ကလည်းဟာလာ Federal နိုင်ငံလို့မပြောဘူးပြီးတော့အိန္ဒိယရဲ့တမိုင်းမှာလည်းနိုင်ငံရေးခေါင်းဆောင်မှာလည်းစင်ဆက်မပြတ်ပေါ့နော်ဘယ်သူမဆိုအိန္ဒိယကို Federal လို့မပြောဘူးဒါပေမဲ့ထူးခြားတာကအခုလက်ရှိအိန္ဒိယဝန်ကြီးချုပ်မိုဒီကတော့အိန္ဒိယဟာ cooperative Federal ဖြစ်တယ်လို့သူပြောလိုက်တယ်တခွန်းသူပြောမိတယ်အဲ့တော့အိန္ဒိယနိုင်ငံရေးသိပ္ပံပညာရှင်တွေကဝိုင်းပြီးမှသူ့ကိုစော်ကြတော့မဟုတ်တဲ့အကြောင်းပေါ့အဲ့ဒီနောက်ပိုင်းသူတခါမှမပြောတော့ဘူးအဲ့တော့အိန္ဒိယနိုင်ငံရေးခေါင်းဆောင်တဲ့မှာမိုဒီတယောက်ကပဲ cooperative Federal ဆိုပြီးမှတခွန်းသူပြောမိတယ်နောက်သူမပြောတော့ဘူးအဲ့ဒါဆိုရင်တော့အိန္ဒိယ Federal ဖြစ်မဖြစ်ဆိုတာဒါလူတဦးပုဂ္ဂိုလ်တဦးရဲ့ထင်မြင်ချက်နဲ့ဟလာဆုံးဖြတ်ပြီးမှသူများ constitution ကိုနော်အဲ့လိုကိုယ်ထင်မြင်ချက်နဲ့ဆုံးဖြတ်ပြီးမှဝေဖန်တာထက်တော့သူတို့ကိုယ်တိုင်ရဲ့စကားပူရှင်းမယ်လို့ကျွန်တော်ထင်လို့အဲ့လိုပြောတာဖြစ်ပါတယ်ဟုတ်ကဲ့လူတိုင်းကတော့ Federal ပြောကြတယ်မယ်လေကိုကြိုက်သူ့ကြိုက်ပေါ့ဟုတ်ကဲ့သူ့ကြိုက် Federal လေးရှိနေတယ်ဆိုတော့လေဟုတ်ကဲ့ခုလုံးက Federal ကိုဘယ်လိုနားလေတယ်ပေါ့နော်ဟုတ်ကဲ့ခုလုံးနေဘယ်လိုဒီပြဖွင့်မလဲနည်းနည်းပြောပြပါFederal အဓိပ္ပာယ်ဖွင့်ရအောင်ကတော့ကျွန်တော်ဟာပညာရှင်တော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့လေ့လာသမျှပေါ့နော်လေ့လာသမျှမှာတော့ Federal နိုင်ငံဟာကဘာမှမများပါဘူးနည်းနည်းလေးပါအဲ့တော့သူတို့ရဲ့သဘောတဘာဝကိုကြည့်ရင် Confederation ကနေပြီးမှ
Federal ဖြစ်လာတဲ့နိုင်ငံတွေရှိတယ်လို့ဗြိတိရှလက်အောက်ခံကိုလိုနီကနေပြီးမှ Federal နိုင်ငံကိုလိုချင်လို့ Federalize လုပ်တဲ့နိုင်ငံတွေလည်းရှိတယ်အဲ့တော့သူတို့နောက်ခံကမတူတော့လဲနည်းနည်းလေးအသွင်ကွဲမူကွဲတွေတော့ရှိကောင်းရှိပါလိမ့်မယ်ဟုတ်လားအဲ့တော့ Federal ဟုတ်မဟုတ်ဆိုတာကတော့ကျွန်တော်အနေနဲ့ကတော့ဟိုတိတ်ပြီးမှဝေဖန်ရတာခက်ခဲတယ်အဲ့တော့အတက်နိုင်ဆုံးသူများနိုင်ငံတွေမှာလည်း Federal ကိုလုပ်တယ်အတက်နိုင်ဆုံး Federal ဖြစ်အောင်ကြိုးစားတဲ့နိုင်ငံတွေလည်းကျွန်တော်တို့တွေ့တယ်ဒီအမေရိကန်ကြီးလူလောက်အဆင့်မရှိပေမဲ့ Federal ဖြစ်လက်ခံနိုင်တဲ့နိုင်ငံတွေလည်းရှိပါတယ်ဒါပေမဲ့အိန္ဒိယကတော့ကျွန်တော်ပြောသလိုပေါ့သူ့ရဲ့ပြည်နယ်ဖွဲ့စည်းပုံတွေအုပ်ချုပ်ပုံတွေကဗြိတိရှခေတ်ကလေးကပါပြီးသားပဲဒါတွေကပြီးတော့ပြည်နယ်အုပ်ချုပ်တဲ့နေရာမှာလည်းဟို governor တွေပါတွေထားတာပေါ့နော် governor ဆိုတော့ဘီရင်ခံပေါ့အဲ့ဒါလေကိုလူနီကနေပြီးမှပါလာတာပဲဘီရင်မကြီးကအလှမ်းဝေးလို့ဘီရင်ခံနဲ့အိန္ဒိယကိုအုပ်ချုပ်တယ်အိန္ဒိယလွတ်လပ်ရေးရတော့သမရရှိလာခဲ့တယ်သမရရဲ့ဟိုဂုံထုဆောင်အုပ်ချုပ်ရေးမှုအနေနဲ့ပြည်နယ်တိုင်းမှာဟလာ governor သူတို့ထားတယ်အဲ့ဒီ governor တွေဟာမတူဘူးအိန္ဒိယ constitution ကြည့်မယ်ဆိုရင်ပုံမှန်391မှာ governor တွေရလုတ်ပိုင်ခွင့်တွေရှိတယ်အဲ့တော့အဲ့ဒီ governor တွေရလုတ်ပိုင်ခွင့်ကလည်းတပြည်နယ်နဲ့တပြည်နယ်မတူညီဘူးဥမာပုံမှန်391 A B C D E F G ဆိုပြီးမှပြန်ကွဲသွားတာရှိတယ်တချို့ governor တွေဟာပြည်နယ်လွှတ်တော်အထက်မှာရှိတယ်ပြည်နယ်လွှတ်တော်ကဆုံးဖြတ်တာကို governor ပယ်ဖျက်ခွင့်ရှိတယ်တချို့ပြည်နယ်တွေမှာဥပမာမဏိပူတို့အရုဏာချာတို့ပေါ့နော်ဒီနီနာနာလေးဥပမာပေးမယ်ဆိုရင်မီဇိုရမ်ကတော့အဲ့လိုမဟုတ်နာဂလန်နဲ့မီဇိုရမ်က governor ပြက်ပယ်ခွင့်မရှိဘူးဒါပေမဲ့ governor ကနေပြီးမှ तू ကြိုက်တာမကြိုက်တာတွေအားလုံး तू ကသမရ report ပေးရတယ်အဲ့ဒီခါကျရင် तू ကထောက်ပြတယ်သမရကပယ်ဖျက်ခွင့်ရှိတယ်ပြည်နယ်လွှတ်တော်ရဲ့အထက်မှာသမရရှိတယ်နော် तू သဘောမကျရင်ဒါမဟုတ်ဟိုပယ်ဖျက်တင်တယ်လို့ तू မြင်ရင်ပြည်နယ်လွှတ်တော်ကဆုံးဖြတ်ထားတဲ့ဟာကို तू ပယ်ဖျက်ခွင့်ရှိတယ်အဲ့ဒီကလေးကပြောမယ်ဆိုရင်တော့ကျွန်တော်ကတော့အိန္ဒိယကို Federal ထက်ကိုလိုနီဟာလာဘက်ပူပြီးမှမရှိဘူးလားလို့ကျွန်တော်တော့မြင်ပါတယ်ကိုလိုနီအုပ်ချုပ်ရေးကတော့မြင်နေရပါတယ်နောက်တစ်ခုကကိုလိုနီအုပ်ချုပ်ရေးကလည်းကျွန်တော်တို့ကကိုလိုနီမကြိုက်လို့ဒါအဖြစ်ပြောကြတာကိုလိုနီနဲ့ဟိုကိုလိုနီခေတ်တုန်းကပေါ့နော်ကဘာကြီးကိုလိုနီခေတ်တုန်းကဆိုရင်တော့ဗြိတိရှကိုလိုနီအုပ်ချုပ်ရေးကတော့တော်တော်လေးကိုကောင်းပါတယ်တခြားတွေထက်ပေါ့နော်ဥပမာဗမာပြည်ပဲကြည့်ပါဟိုဂျပန်အုပ်ချုပ်တာနဲ့ဗြိတိရှအုပ်ချုပ်တာကတော့ဟလာစီနဲ့ရီလို့ကြွားတယ်လေဗြိတိရှအုပ်ချုပ်ရေးမှာတော့တော်တယ်သူတို့ကအဲ့ဒါကြောင့်ဗြိတိရှအုပ်ချုပ်ရေးကိုအိန္ဒိယကအများကြီးဟလာနှစ်ပေါင်းအများကြီးကျင့်သုံးခဲ့တယ်လို့အခုလည်းအများကြီးသူတို့လက်ခံထားသေးတာတွေ့ရပါတယ်ပြီးတော့ကိုလိုနီနိုင်ငံတွေကလည်းပြောမယ်ဆိုရင်လက်အောက်ခံကိုလိုနီပြီးတော့ဘယ်လိုခေါ်မလဲဒိုမီနီယန်တွေပေါ့နော်အဲ့ဒါမျိုးနိုင်ငံတွေရှိတယ်အဲ့ဒါမျိုးပြည်နယ်တွေကိုကြည့်မယ်ဆိုရင်လေသူတို့မှာ devolution ရှိတဲ့ပါလီမန်တွေဖွဲ့စည်းခွင့်ရှိတယ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအဲ့တော့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတိုင်း Federal လို့ပြောမလားကိုလိုနီမှာလည်းရှိပါတယ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေနော်ဥပမာဂျမူးနဲ့ကက်ရှ်မီးဆိုရင်လေအိန္ဒိယပါလီမန်အောက်မှာမရှိခဲ့ဘူးသူကသူတည်တံ့ပါလီမန်နဲ့နေခဲ့တယ်အိန္ဒိယပါလီမန်ကနေပြီးမှအမိတ်ကြေညာစာတမ်းတွေထုတ်တဲ့ဟာတိုင်းကြည့်မယ်ဆိုရင်အောက်မှာမှတ်ချက်ရေးထားတာတွေ့ရမယ်နော်ဒီလွှတ်တော်ကဆုံးဖြတ်ထားတဲ့ဟာတွေဟာ LOC နဲ့ဂျမူးနဲ့ကက်ရှ်မီးအကျုံးမဝင်ဘူးဆိုတာအများအားသူရေးလေးရှိတယ် LOC ဆိုတာ line of control ပေါ့နော်အဲ့ဒီပြဿနာဖြစ်တဲ့နေပြီပြီးတော့ဂျမူးနဲ့ကက်ရှ်မီးပြည်နယ်နဲ့အကျုံးမဝင်ဘူးဘာကြောင့်လဲဂျမူးနဲ့ကက်ရှ်မီးမှာ devolution ရှိတဲ့ကိုပိုင်ဆုံးဖြတ်ပြဋ္ဌာန်းပိုင်ခွင့်ရှိတဲ့အာဏာအပြည့်အဝရှိတယ်သူတို့ပါလီမန်ကအဲ့ဒါကြောင့်အိန္ဒိယပါလီမန်ကဟိုဆုံးဖြတ်ချက်ကသူတို့ကယူချင်းယူမယူချင်းနေလို့ရတယ်အဲ့ဒီအဆင့်ဂျမူးနဲ့ကက်ရှ်မီးမှာရှိခဲ့တယ်ဒါပေမဲ့အခုမိုဒီကအဲ့ဒါကိုဖျက်သိမ်းလိုက်တယ်လေမကြာမီမှာပြဿနာကြီးကျယ်သူတို့ဖြစ်နေတယ်အခုထိမပြီးသေးဘူးပြဿနာအဲ့ဒါကြောင့်ကိုလိုနီအုပ်ချုပ်ရေးဟာလည်းကိုပိုင်အုပ်ချုပ်ခွင့်တွေဒေတာတွေအများကြီးရှိတယ်အဲ့ဒါနဲ့ကျွန်တော်တို့မရောတင်ဘူးပေါ့နော်ကျွန်တော်မှားကျင်တာကတော့ Federal ကိုလေ့လာရင်လေ Federal ရဲ့နော် nature scope vision ဟလာသူရဲ့ value အဲ့ဒါတွေကိုတေးချလေ့လာစမ်းစစ်မယ်ဆိုရင်ကိုလိုနီအုပ်ချုပ်ရေးနဲ့မှားစရာမရှိဘူးတခြားစီဖြစ်သွားတယ်တူတဲ့ရောင်တော့ရှိပေမဲ့မတူပါဘူးအနှစ်သာရမတူပါဘူးเนาะဟုတ်ကဲ့တခုမိချင်တာကဒီမြန်မာနိုင်ငံကလူမျိုးတ
တိုင်းသားလူမျိုးကအများကြီးဖြစ်နေတော့လေ ဟုတ်ကဲ့ အရင်ခါလေးတော့ထောင်ကျွန်းနေတာပြောကိုရဒီမြန်မာနိုင်ငံမှာလူမျိုးကိုချီခံပြီးတော့ priority ဆောက်လို့မရဆိုတဲ့ဟာလေးပြောထားတာလေရှိတယ်မြန်မာနိုင်ငံအနေထားရပါတော့ ဟုတ်ကဲ့ priority ဆောက်နေဆိုရင်ဘေးကိုချီခံပြီးတော့လောက်တင်တယ်ပြီးရင်ဘေးပုံတူယူပြီးတော့လောက်လို့မရပါနဲ့ဘေးပုံစံနဲ့တွားရင်ကောင်းဆုံးဖြစ်နေတယ် အကောင်းဆုံးဆိုတာကတော့ကျွန်တော်တို့မျိုးနွယ်စုတွေတမိုင်းတော့ခံကလည်းမတူတော့ဒေါ်လာကြီးမှာရှိတဲ့အမြင်ကလည်းမတူတာတွေကျွန်တော်မြင်ခဲ့ရတယ်အဲ့ဒါကြောင့်အကောင်းဆုံးဆိုတာကတော့ကျွန်တော်အနေနဲ့တော့ဘာမှမတွေ့ဘူးဒါပေမဲ့အားလုံးလက်ခံနိုင်တဲ့အနေထားနဲ့တွားတာကတော့အကောင်းဆုံးလို့ပဲကျွန်တော်မြင်ပါတယ်အဲ့ဒါဘယ်ဟာအားလုံးလက်ခံနိုင်တယ်လဲဆိုတော့အားလုံးသဘောထားကိုအရင်ကျွန်တော်တို့လေ့လာဖို့လိုပါလိမ့်မယ်အဲ့ဒါပြီးမှသာအားလုံးလက်ခံနိုင်မဲ့ဟာအကောင်းဆုံးပဲဖြစ်မယ်ဆိုတော့ကျွန်တော်အဲ့လိုတော့ခံယူပါတယ်အခုကျွန်တော်တို့ဒီလွှတ်တော်မှာပဲဖြစ်ပေါ့နော်တိုင်းသားပါတီဒီပဲဖြစ် NLD ပဲဖြစ်စံခံရေးပဲဖြစ်ပေါ့လေ ဟုတ်ကဲ့ လွှတ်တော်မှာဟိုပြည်စီမုံစီကဥတွေပြင်ပြီးတော့ဟိုရင်းချင်းချင်းအတိကတော့ဖေဒရယ်ဖြစ်အောင်လုပ်နေပေါ့အတိကတော့အဲ့လိုမျိုးစူးစမ်းနေတဲ့ဟာတွေရှိတယ် ဟုတ်ကဲ့ လွှတ်တော်ပြင်ပကလည်းတိုင်းသားလေးတိုင်ကိုင်းနဲ့ဆွေရည်တွေစကားပြောနေတာပေါ့ ဟုတ်ကဲ့ ဆိုတော့တကယ်လွှတ်တော်တွင်းမှာလှုပ်ရှားနေတဲ့ဟာကဖေဒရယ်စစ်မှန်ပေါ့နော် ဟုတ်ကဲ့ ဒီရင်းချင်းကြီးကိုအဲ့ဒါလေးဖွဲ့စည်းပုံကြီးပြင်လို့ဖြစ်လာနိုင်တဲ့အလားအလာမျိုးရှိမလား နိုင်ငံရေးမှာတော့မဖြစ်နိုင်ဘူးဆိုတာတော့မရှိပါဘူးเนาะမဖြစ်တာပဲရှိပါတယ်ပြီးတော့လူတွေရဲ့အတွေးခေါ်ကလည်းဟလာအတွေးခေါ်စန္ဒကလည်းဆိုတာကလူကတော့ဘယ်လိုခေါ်မလဲလူတွေရဲ့အတွေးခေါ်တော့ dynamic ပဲလေခင်းတဲ့အမိခင်းတဲ့အညီပေါ့ပြောင်းလဲနေတာပဲတနေ့နေ့တစ်ချိန်ချိန်တကွေ့ကွေ့မှာတော့ဒါတော့မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးဖြစ်နိုင်ပါတယ်ဒါပေမဲ့လွတ်တော်ကနေပဲကြိုးစားလွတ်တော်ပြင်ပကပဲကြိုးစားကျွန်တော်တို့လိုချင်တာတော့အားလုံးတူတူပါပဲပြီးတော့ပင်လုံဟာအမှန်တိုင်းပြောမယ်ဆိုရင်ဗမာပြည်မှာတော့အခုထိပင်လုံဟာမေ့လို့မရသေးတဲ့တမိုင်းမှာတော့တကယ်အကြီးမားဆုံးပြီးတော့ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ပေါ်လာခြင်းအကြောင်းရင်းရဲ့အဓိကလည်းပင်လုံဖြစ်နေရဲ့အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကတော့ Federal ဆိုရင်တော့အလိုလိုရင်းလက်ခံပြီးသားလို့ကျွန်တော်မြင်တယ်ဘယ်လိုပုံစံနဲ့သွားမလဲဟလာအုပ်ချုပ်ရေးကဘယ်လိုအာဏာခွဲဝေမလဲဆိုတာကတော့ဒါအားလုံးသဘောတူနိုင်တဲ့အနေထားပါပဲပြီးတော့မျိုးနွယ်စုတစ်ခုနဲ့တစ်ခုမတူနိုင်အဲ့ဒါညှိနှိုင်းရင်းပြီးမှတူအောင်လုပ်ရင်တော့ဒါမဖြစ်နိုင်တော့တာမရှိပါဘူးเนาะဖြစ်နိုင်ပါတယ်အခုကဒီဘုံဆက်စုစီရလည်းပြောတယ်နေတယ်ပြည်လုံစိတ်တက်ပေါ့နော် ဟုတ်ကဲ့ဒါပေမဲ့ပြည်လုံစိတ်တက်နဲ့အညီပေါ့ ဟုတ်ကဲ့ ပြောနေတာရှိတယ်ဒါပေမဲ့အဲ့ဒီတကယ်ပြည်လုံစာချုပ်မှာချုပ်ခဲ့တဲ့တကယ်စာချုပ်ဒီပေါ့တက်မဝင်သေးတဲ့ပုံစံကြီးဟုတ်ကဲ့ဖြစ်နေတာပေါ့လေဟုတ်ကဲ့ဆိုတော့အဲ့ဒီအသက်ပြန်ဝင်ဖို့ဖြစ်နိုင်တဲ့လားနဲ့ရှိတယ်လားအဲ့ဒါကတော့ပြည်သူတရက်လုံးဟုတ်လားလက်တွဲညီညီနဲ့လုပ်ရင်တော့မဖြစ်လာရင်စရာအကြောင်းမရှိဘူးဒါပေမဲ့ပြည်သူတရက်လုံးမပါရင်တော့ဒါခက်ခဲမှာပေါ့နော်နိုင်ငံရဲ့တကယ်အဓိကမောင်းနှင်အားစွမ်းအင်ဟာဒါလူထုပါဝင်ပူးပေါင်းမှုနော်အဲ့ဒီပုံမှာမူတည်တယ်စိတ်ဓာတ်တစ်ခုတည်းအနေနဲ့သွားမယ်ဆိုရင်တော့ချက်ချင်းကိုရနိုင်ပါတယ်ဒါတွေကအဲ့တော့ကျွန်တော်တို့ကတပြည်လုံးအတိုင်းအတာအနေနဲ့နိုင်ငံရေးဖြစ်ဖြစ်အတွေးခေါ်ဖြစ်ဖြစ်စိတ်ဓာတ်ဖြစ်ဖြစ်ဟလာတလုံးတဝရဖြစ်အောင်မောင်းနှင်ပေးနိုင်မဲ့ခေါင်းဆောင်ဟလာအဲ့ဒါကျွန်တော်တို့လူတည်တယ်အဲ့လိုပဲမြင်ပါတယ်တချို့ကကျွန်တော် CNF ကတော့ဒီ Federal ကိုအမြဲဆွေးကန်ပြီးတော့ပေါ့နော်စာတတိယနဲ့ပြောနေတဲ့အဖွဲ့လို့ပြောလို့ရပါတယ်ဟုတ်ကဲ့မှန်ပါတယ်တော့ဘာလို့အဲ့ဒီ Federal ကိုအဓိကပေါ့နော်ဟုတ်ကဲ့ဒီပြီးတော့အချက်တိုင်းဒါလည်းကဖွဲ့ချက်ဆိုင်တော့အများကြီးအတားပေးရတာတွေ့ရတော့လေဘာအတားချက်ရှိနိုင်တယ်ပေါ့နော်အမှန်တမ်းပြောမယ်ဆိုရင်လူတွေဟာနိုင်ငံရေးအရာပဲပြောမလားလူမှုရေးပဲပြောမလားလူတွေရဲ့အဓိကလူချင်းတဲ့ number 1ကတော့ liberty ပဲလူလလနေချင်းတယ်ငြင်းချမ်းနေချင်းတယ်ကိုကြမှာကိုဖန်တီးချင်ကြတယ်အဲ့ဒါနဲ့ကျွန်တော်တို့က Federal နဲ့ထပ်ပြီးမှမြင်နေတော့ Federal ကိုကျွန်တော်တို့ကပူပြီးမှကျွန်တော်တို့ဆိုတာချင်းကိုပဲစုလို့တာမဟုတ်ဘူးမြန်မာနိုင်ငံမှာရှိတဲ့အတိုင်းသားအားလုံးကသူများနိုင်ငံတဲ့ Federal ကိုပူလို့လားသလားဆိုတာကျွန်တော်မြင်တယ်ဘာဖြစ်လို့လဲဆိုရင်ဗမာပြည်ခေတ်အဆက်ဆက်ကိုကြည့်မယ်ဆိုရင်ဘယင်လက်အောက်နော်လွတ်လပ်မှုမရှိဘူးပြည်သူတွေ
ပြီးတော့ကိုလိုနီလဲအောက်ဟလာတိုင်းတစ်ပါးလာအုပ်ချုပ်တယ်ကိုကျွန်မကိုဖန်တီးခွင့်မရှိအဲ့ဒါမျိုးတွေကြီးပဲဖြစ်လာခဲ့တယ်နောက်ပြီးတော့ကိုဗမာပြည်လွတ်လပ်ရေးရတော့လေကိုဗမာချင်းချင်းပေါ့ကွာနော်အဲ့ဒါအာဏာသုံးအုပ်ချုပ်တာမျိုးတွေတွေ့ရတယ်အဲ့ဒါကြောင့်တင်းလုံးဟာ Federal ပုံစံဖြစ်တယ်ဆိုတာလည်းကျွန်တော်တို့သိထားတယ်အဲ့တော့ Federal မှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟလာလွတ်လပ်ခွင့်တရားမျှတခွင့်ဒါတွေအားလုံးလူသားတွေရဲ့အကြိုက်ဆုံးဒီလောကပါဠတရားတွေအားလုံးဟာ Federal မှာအားလုံးရှိတယ်လို့ကျွန်တော်တို့ကအထင်နဲ့အမြင်တစ်ထပ်တည်းဖြစ်နေကြတယ်အဲ့ဒါကြောင့်ကျွန်တော်တို့က Federal ကိုပို့လို့လားသလားတိုင်းတစ်ပါးထက်ပေါ့နော်ဥပမာအိန္ဒိယနိုင်ငံဆိုရင်မှတ်မှတ်ရအိန္ဒိယပြည်သူတွေက Federal တောင်းဆိုတယ်ဆိုတော့တခါမှကျွန်တော်တို့မကြားဘူးအဲ့ဒါကြောင့်မတူအိန္ဒိယနိုင်ငံသားနဲ့ဗမာပြည်နိုင်ငံသား Federal လူလာမှုအပေါ်မှာမတူကျွန်တော်မီဇိုရမ်မှာလေဒီကိုပိုင်ပြတ်ထန်းခွင့်ကိုပိုင်အောက်ချုပ်ခွင့်ရဒေတာဒီပေါ့ဟုတ်ကဲ့ဒီဆိုင်ဟာ district လို့မျိုးပေါ့ဟုတ်ကဲ့ Fly Autonomous District Council ဟုတ်ကဲ့ရှိနေတဲ့ဟာတွေတွေ့ရတယ်ချင်းပြည်မှာလည်းဖေရိုရလာရင်တော့ဟိုတူဒေတာနဲ့ကူပေါ့အဲ့လိုကိုပိုင်အောက်ချုပ်ခွင့်ရဒေတာတောင်းတဲ့လူများနေမြင်ဆိုပြီးတော့လေဟုတ်ကဲ့ပြုံးနေတဲ့ဟာတွေရှိတယ်ဟုတ်ကဲ့ဆိုတော့အဲ့ဒီပြည်နေတဲ့ပူပေါင်းပြီးတော့နေတာပူကောင်းလားအဲ့လိုကိုပိုင်အောက်ချုပ်ခွင့်ရဒေတာပုံစံနဲ့နေရတာပူပြီးတော့ဟိုအောက်ချုပ်ရေးအရာအောင်ဖွံ့ဖြိုးရေးအရာပဲဖြစ်ပါတော့ဒီဟာကပူကောင်းတယ်လေအဲ့လိုချင်းမှလေးဖေရရလာအဲ့လိုမျိုးဟိုဖြစ်လာနိုင်ဆရာများကြီးရှိမလားပေါ့နော်ဖြစ်လာမှာပါတောင်းဆိုကြမှာပါဘာဖြစ်လို့လဲဆိုရင်လူတိုင်းက liberty ကြိုက်ကြတယ်လေပြည်နယ်တစ်ခုအောက်မှာလဲ autonomous district ဆိုတာဖွဲ့လို့ရှိတယ် district တီဟာ autonomous သဘောမျိုးအများကြီးပါမှာပဲအဲ့တော့ autonomous ကတော့ရှိပြီးသားအနေနဲ့ပဲဖွဲ့ရမယ်လို့လည်းကျွန်တော်တို့ယူဆပြီးသားဖြစ်တယ်နော် autonomous ဆိုတာနဲ့ပြည်နယ်အောက်ကနေလွတ်ထွက်တယ်ဆိုတာမျိုးတော့မဟုတ်ပါဘူးဟိုသူတို့ရဲ့ data အတွင်းဖြန့်ဖြိုးရေးဟလာသူတို့ရဲ့မြို့တော်စီမံကိန်းဘာတွေအားလုံးကသူတို့လုပ်နိုင်တဲ့အဆင့်အတန်းမျိုးဥပမာမီဇိုရမ်မှာလည်းအဲ့ဒီမှာရီယာချင်းလုံဟီလ်ကိုသူတို့က autonomous district သူတို့တောင်းနေကြတယ်သူတို့တောင်းဆိုတဲ့အချက်ကိုတေချာလေ့လာမယ် analyze လုပ်မယ်ဆိုရင်တော့ development ကြောင့်ဖြစ်နေတယ်အဲ့ဒါကြောင့် Chinlung Hill Development Council ဆိုပြီးမှဖွဲ့ပေးလိုက်တယ် autonomous district မဟုတ်ပဲねအခုထိတော့သူတို့အတန်တိတ်သွားပါပြီအဲ့လိုအတင်းတောင်းဆိုတာမျိုးမကြားရတော့ဘူးအဲ့တော့သူတို့ခရိုင်လေးနော်သူတို့မြို့နယ်လေးမဖြုံဖြိုးပြီးမှနောက်ကျကြံမှာကြောက်တဲ့စိုးရိမ်မှုအကြောက်တရားကရှိတယ်အဲ့ဒါမျိုးမရှိဘူးဆိုရင်တော့လူတွေကဟလာဟိုငင်းငင်းချမ်းချမ်းနဲ့လုံလုံခြုံခြုံနဲ့နေနိုင်တဲ့အနေအထားမှာရှိပြီဆိုရင်လူတွေကတော့ဟိုငင်းငင်းချမ်းချမ်းပဲနေသွားကြမှာပဲဥပမာပေါ့ဘုရားကျောင်းသွားမယ်ဟလာအလှူဒါနလေးပေးမယ်ကုသိုလ်လေးပြုမယ်ဆိုရင်လူကတော့ကျင့်တတ်နေကြတာပဲအများအပြားပေါ့နော်အဲ့ဒါမျိုးမရတဲ့ခါကျရင်တော့လူတွေကမကျင့်တတ်တဲ့အတန်တွေထွက်လာခဲ့တယ်အဲ့တော့ autonomous district တောင်းဆိုတယ်ဆိုတာဘာကြောင့်တောင်းဆိုတယ်လဲတေးချလေ့လာပြီးမှဟလာပေးသိလည်းပေးရမှာပေါ့ဒါတော့ခွဲထွက်သွားမှာမဟုတ်တာအဲ့ဒါမျိုးပေါ့နော်သူတို့အခွင့်အရေးပဲလေအာတာချက်ဆိုတာလူတွေဟာသူတို့နေထိုင်တဲ့ဒေတာကိုချစ်မြတ်နိုးပြီးမှလွတ်လပ်နဲ့ကိုလောက်တာအကိုလိုချင်တဲ့ပုံစံမျိုးကိုသူတို့ကဖန်တီးချင်ကြတယ်အဲ့ဒီအခွင့်အရေးရရင်တော့ဟလာ development ကတော့ပါလာတာပါပဲဘယ်သူမှဆိုကိုအိမ်နဲ့ကိုတဲတွေကိုဆွတ်ပြက်ကြီးမထားခြင်းဘူးလေခင်မီလေးအစင်မြင့်လေးနဲ့ကိုရက်ရွာကိုအိမ်ကိုမိသားစုထားခြင်းကြတာပဲအဲ့တော့တိုးတက်ကြောင်းကိုရှာကြံနေကြတာပဲဖိနှိပ်မခံရဘူးဆိုရင်တော့တိုးတက်ပါတယ်လွတ်လပ်မှုကတိုးတက်မှုရဲ့အခြေခံပဲအမတ်တရားစံကိုယ်တိုင်မှရေးထားပါတယ်နော်လွတ်လပ်ရင်ဖြန့်ဖြိုးပါတယ်တဲ့မလွတ်လပ်လို့တော့မဖြန့်ဖြိုးတာတဲ့အတိုင်းပြည်တွေကခုလုံးကလည်းကျွန်တော်တို့ချင်းပြည်နယ်ရဲ့အနေထားကိုတော့အလုံးနားလည်ပြီးသားဖြစ်နေတဲ့အတွက်ပေါ့နော်ကျွန်တော်တို့အဲ့လိုစင်းရဲနေတဲ့ဟာကဘယ်လိုပုံစံနဲ့ပေါ့နော်ဟုတ်ကဲ့ဟိုဘာကြောင့်စင်းရလဲဆိုတာကတော့ပြောစရာမရှိပေမဲ့ဒီပုံစံနဲ့အဲ့ဒီစင်းရဲတိုင်းကနေပြုံးခုပေါ့နော်ဟိုဘာများအဓိကဖြစ်မလဲပေါ့ကျွန်တော်မြင်မှာတော့နော်အဓိကအချက်ကတော့အများကြီးရှိပေမဲ့အခြေခံအကျဆုံးနဲ့အဓိကအကျဆုံးကတော့ကျွန်တော်တို့ပညာရေးလို့ပဲမြင်ပါတယ်မရှိတာထက်မသိတာခက်တယ်ဆိုတဲ့စကားပုံလည်းရှိရလေအဲ့တော့မသိရင်တော့မရှိတော့ဘူးဘာမှနော်သိမှရှိတဲ့သဘောမျိုးလဲတက်ရောက်ပါတယ်အဲ့ဒီစကားပုံလေးကကျွန်တော်သိသဘောကျတယ်အဲ့ဒါကြောင့်ပညာရေးဖြန့်ဖြိုးမယ်ဆိုရင်လူတွေအတွေးခေါ်အတွေးမြင်နဲ့လည်းပွင့်လင်းလာမယ်ပေါက်လာမယ်နိုင်ငံတကာအဆင့်ထိသူတို့ကမြင်လာတတ်မယ်ဒါတွေအားလုံးကပညာရေးကနေပြီးမှ
ပေးတဲ့အလင်းပေါ့နော်အဲ့ဒါတွေလူတိုင်းမှာရှိမယ်ဆိုရင်တော့လူတိုင်းကကိုယ့်ရဲ့ဖြုတ်ဖြိုးကြောင်းကတော့ရှာတတ်မယ်နီလမှန်မှန်နဲ့ရှာတတ်မယ်ဆိုရင်တော့ဖြုတ်နိုင်ပါတယ်ဒါတွေမဖြစ်နိုင်စရာအကြောင်းမရှိဘူးအဲ့ဒီနောက်ွယ်မှာတော့သူ့ရဲ့ infrastructure တွေလိုက်လာတော့မယ်လीအဲ့ဒီခါကျရင်တော့ဖြစ်လာမှာပေါ့ဥပမာပေါ့အစကတော့ကျွန်တော်တို့ကတော့မတိဘူးလေတောင်ရခုတ်မယ်ရွှေ့ပြောင်းတောင်ရခုတ်မယ်ဟလာအဲ့ဒီကနေဆင်းမြင်လာတဲ့လှေကတစ်ဒီတိလာခဲ့တယ်အဲ့ဒါမျိုးအခုဆိုရင်တော့ချင်းလူငယ်တွေပညာတတ်တွေအများကြီးကျွန်တော်ဆက်ဆံကြည့်ရအားလုံးသဘောပေါက်တယ် development ဖြစ်ဖို့အတွက်ချင်းပြည်နယ်ဖြန့်ဖြူးဖို့အတွက်လိုအပ်တဲ့ infrastructure တွေလည်းကျွန်တော်တို့ချင်းလူငယ်တွေအားလုံးကတည်နေပြီပြောတတ်ကြတယ်ဟုတ်လားပညာရေးကတော့ထားလိုက်ပေါ်တော့ infrastructure တွေမှာတော့လမ်းပန်းဆက်သွယ်ရေးเนาะ communication အဲ့ဒါမျိုးပြီးတော့ကျွန်တော်တို့စီးပွားရေးလုပ်မဲ့နေရာမှာ link road တွေပါတူရမယ်ဆိုတာမျိုးအဲ့ဒါလေးတွေကအစဟုတ်လားနွားမွေးမလားဘယ်လိုပုံစံနဲ့ခစ်မိလေးမွေးမလဲအဲ့ဒါမျိုးသူ estimate တွေ project တွေသူတို့ဆွဲတတ်နေကြပြီခါတိုင်းမဟုတ်တော့ဘူးအရင်လိုမဟုတ်တော့ဘူးအဲ့ဒါကြောင့်ချင်းပြည်နယ်ရဲ့ရှေ့ရေးကတော့ဖြန့်ဖြူးဖို့ပဲကြံပါတော့တယ်အခုကတော့တော်တော်လေးကိုကျွန်တော်အားရတယ်ကျွန်တော်တို့ချင်းတွေကတော်တော်မျိုးတွေစုနဲ့တော်တော်ကွင်းနေတဲ့ဟာတွေရှိနေတော့လေဟုတ်ကဲ့အဲ့ဒီချင်းဒီအမျိုးသားစုစီနဲ့လေညီညွတ်ရေးအတွက်ပေါ့ဟုတ်ကဲ့စုစီညီညွတ်ရေးအတွက်ဘယ်လိုပုံစံနဲ့တွားရင်ကောင်းလဲဘယ်လိုပုံစံနဲ့တွားရင်ကောင်းမလဲဆိုတာကတော့ကျွန်တော်ကတော့အဲ့လောက်ကြီးမပြောတတ်ပေမဲ့ကျွန်တော်အမြင်ကတော့ common interest base နဲ့တွားရင်တော့အကောင်းဆုံးလို့ကျွန်တော်မြင်တယ်အကျိုးတူစီးပွားပေါ့နော်မျိုးနွယ်စုပဲဖြစ်ဖြစ်ဟာလာဘုံအကျိုးတူစီးပွားကိုရှေ့ရှုပြီးမှဟာလာသူလဲအောင်မြင်မယ်ကိုလဲအောင်မြင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီစီမံကိန်းတွေ project တွေချတတ်မယ်ဆိုရင်တော့အားလုံးတက်ညီလက်ညီနဲ့ပါပြီးမှဘုံအကျိုးတူစီးပွားနဲ့ဟာလာကျွန်တော်တို့အများအားထိတွေ့ဆက်ဆံလာရဖို့လိုလာပြီထိတွေ့ဆက်ဆံမှုများမှသာလူဟာစီးလုံးတာဖြစ်ပါတယ်ညီကိုမောင်နှမပဲဖြစ်ဖြစ်အရင်ချာပဲဖြစ်ဖြစ်တနယ်ချာဟလာတမြေချာဆိုရင်တော့သူတို့နဲ့ပေါင်းစည်းဖို့စီးလုံးဖို့မလွယ်ဘူးအဲ့ဒါကြောင့်ဘုံအကျိုးတူစီးပွားရေးမှာအတူတကွပါဝင်လှုပ်ရှားမယ်အတူတကွထိတွေ့ဆက်ဆံနေမယ်ဆိုရင်တော့ဟလာအတူတကွရင်းနှီးမှုတွေဖြစ်လာမယ်နော်ပေါင်းစည်းမှုတွေဖြစ်လာမယ်အဲ့လိုနဲ့ common interest base နဲ့ဒါတွားတက်မယ်ဆိုရင်တော့ကျွန်တော်တို့မျိုးနွယ်စုတွေကွဲပြားနေတာတော့ပျောက်သွားမှာပါသူ့လူမျိုးကိုလူမျိုးတန်ဖိုးထားတတ်မယ်တန်းတူဆက်ဆံတတ်မယ်ညီကိုလိုမြင်ရှိလာမယ်ဟုတ်လားအဲ့ဒါကတော့တေချာပေါက်ဖြစ်နိုင်မယ်လို့တော့ကျွန်တော်မြင်ပါတယ်ကျွန်တော်မြင်ပါတော့ဒီထက်ကောင်းတဲ့နည်းတွေပညာရှင်တွေကတော့သိရင်သိမှာပေါ့ကျွန်တော်အမြင်ကတော့အဲ့ဒါမျိုးတော့ရှိပါတယ်နောက်ဆုံးနေတဲ့ဗာများတ िश ူအားပေးနေတဲ့ပရိသတ်တွေအတွက်ပေါ့နော်ဟုတ်ကဲ့အားများမှရှင်းတာကျွန်တော်မှာကျင်တာကတော့အများကြီးရှိပေမဲ့ဒါပေမဲ့အဓိကကြားတဲ့နေရာမှာနိုင်ငံရေးအတွေးခေါ်မှာကျွန်တော်တို့တေချာနိုင်ငံရေးကိုလေ့လာကြပါသူများပြောရတာကိုနားထောင်ယုံနဲ့နားမယောင်ဘူးခုနကျွန်တော်ပြောသလိုပေါ့ Federal နဲ့ Colony စနစ်ကတခြားစီပါဒါပေမဲ့ကြီးလိုက်ရင်တော့တရန်တူဟန်တူတွေအများကြီးရှိပါတယ်နော်အဲ့တော့အဲ့ဒီဘက်မှာကျွန်တော်တို့လေ့လာမယ်ဆိုတော့တေချာလေ့လာဖို့လိုတယ်ဟုတ်လားကျွန်တော်ပြောသလိုပေါ့ nature scope သူရဲ့ vision သူရဲ့ value ဒါတွေတေချာလေ့လာမယ်ဆိုရင်တော့ colony နဲ့ federal ကတော့မှားစရာမရှိဘူးတခြားစီပါပြီးတော့နောက်တစ်ခုကအချင်းအမျိုးသားစီလုံးညီညွတ်ဖို့အတွက်ဆိုရင်တော့အားလုံးဟာ common interest basis နဲ့ရှာချန်ပြီးမှအတူတကွလက်တွဲပြီးမှပူးပေါင်းပြီးမှလှုပ်ဆောင်ရင်တော့ကျွန်တော်တို့လူမျိုးကတော့ဘယ်တော့မှရမဆောင်တဲ့လူမျိုးတွေပါမျိုးနွယ်ကွဲတွေရတယ်ရမဆောင်ပါဘူးဟုတ်လားအခုဆိုရင်တော့ကျွန်တော်တို့တော်တော်လေးကိုအမြင်တွေအယူဆတွေတူလာကြပြီဟုတ်လားသူများနိုင်ငံမှာထွက်ပြီးမှလှုပ်လို့ကြတယ်သူများလည်းအောက်မှာကောင်းငုံပြီးနေလာခဲ့ကြတယ်အဲ့တော့အဲ့ဒီကနေအရှုံးတရားအမြတ်ပါရှိလဲဆိုတီးခံနိုင်တဲ့စိတ်တင်းကြီးခံနိုင်တဲ့စိတ်တွေတဲ့ကျွန်တော်တို့မှာသူများလူမျိုးထက်ကူပိုဒလားလို့တော့ကျွန်တော်မြင်လာပြီအဲ့တော့တင်းကြီးခံတတ်မယ်အချင်းချင်းလက်လျှောညီထွေနေတတ်မယ်ဆိုရင်တော့ကျွန်တော်တို့အနာဂတ်ဟာအများကြီးရှိပါတယ်ဟုတ်လားအဖြုံဖြူဆုံးပြည်နယ်တော်မှာဖြစ်သွားနိုင်တဲ့အဆင့်ထိကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့ဘုလို့ချင်းပေးတဲ့အတွက်ထူးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်